နိုင်ငံမှာကိုမိုးများတဲ့ခါကျတော့ရေတားကြီးကြီးတော့အခုရေကြီးတဲ့ဒဏ်ဘယ်နေရာတွေပိုခံရဆုံးလဲဆိုတော့ရခိုင်ပြည်နယ်အခါဆုံးဖြစ်သွားတယ်ရခိုင်ပြည်နယ်အခုမွန်ပြည်နယ်လည်းနည်းနည်းဖြစ်ပါတယ်မွန်ပြည်နယ်ဖြစ်ပါတယ်ဟိုကချင်ပြည်နယ်ပတ်တလည်းနည်းနည်းပါဖြစ်ပါတယ်ဒါပေမဲ့အခါဆုံးနေရာရခိုင်ပြည်နယ်ပဲရခိုင်ပြည်နယ်ကမြို့10မြို့နယ်မှာမြို့နယ်10မြို့ရခိုင်14မြို့နယ်ရှိတယ်အစိုးရအုပ်ချုပ်ရေးနဲ့အောက်မှာရှိတဲ့3မြို့နယ်ပေါ့အဓိကနော်သူတို့အစိုးရလို့ပြောတယ်အုတ်ချုပ်မှုရန်နေရအောင်မှရှိတာကျွန်တော်တို့ရခိုင်ပြည်နယ်မှာကျွန်တော်3မျိုးနေပဲရှိတော့တယ်ပေါ့နော်ဒါသူတို့ကိုယ်တိုင်ဝန်ခံသည်ပေါ့ဗျာโอเคဆက်နားထောင်မယ်ကျွန်တော်လိုချင်တဲ့အကြောင်းအရာတွေမရောက်သေးတဲ့အတွက်ဆက်ပြီးနားထောင်မယ်သူတို့အုတ်ချုပ်ခွင့်ရတာဒီရခိုင်ပြည်နယ်မှာ3မျိုးနေပဲရှိတော့တယ်နော်โอเคဆက်နားထောင်ကြည့်အောင်3မျိုးနေဒီဘက်အေးရဲ့အုတ်ထင်းကျုပ်အောင်မှာရှိတာ14မြို့နယ်အဲဒီအေးရဲ့ထင်းကျုပ်အောင်မှာရှိတဲ့14မြို့နယ်တွေက10မြို့နယ်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပြီးတော့ရွာတွေအိမ်တွေအကုန်မြုပ်အိမ်တွေအကုန်မြုပ်ပြီးအိမ်တွေခေါင်းတိုင်းတွေကျွန်တော်မြုပ်အကုန်လုံးတစ်ခါတည်းဟိုရေကြီးရေရှမ်းမှုတွေနဲ့အကုန်လုံးတစ်ခါတည်းရောက်ကုန်ကြတယ်အဲ့လိုတစ်ခါရောက်နေတဲ့အချိန်မှာပဲတစ်ခါအေးတို့ကတော့ကန်ဆိုးတာပေါ့နော်ဒါကန်ဆိုးတာပေါ့အေးတွေကတော့အေးကန်ဆိုးတာလားဟိုရခိုင်တိုင်းသားတွေဟိုကတ်တင်လာတော့မသိဘူးပေါ့ရခိုင်တိုင်းသားတွေအေးကြောင့်ကပေးတင်ကုန်လာတော့မသိဘူးပေါ့နော်စလာပြီနော်ကျွန်တော်ပြောချင်တဲ့စကားစလာပြီဒီကောင်ဒီကျွန်တော်ရခိုင်လူမျိုးတွေနဲ့အေးနဲ့ကိုသွေးထိုးတဲ့စကားစလာပြီနော်ကျွန်တော်ဒါလေးကိုသိချလေးနားထောင်စေချင်ပါတယ်ပေါ့ဗျာโอเคသူတို့ခင်ဗျားလည်းဘာဖြစ်ကုန်လဲဆိုတော့နော်အေးဒီကြောင့်ပဲရခိုင်တိုင်းသားအချို့လည်းကောင်းကောင်းမနေရရှာပါဘူးနော်တိတိကျကျဇူလိုင်9ရက်နေ့6ရက်နေ့9ရက်နေ့တည်းကသူတို့ဘာဖြစ်လဲမိုးကြီးရခါကျအဲ့ဘက်ချမ်းမိုးရွာပြီးတောင်းနေပြူလမ်းတွေပိတ်မိပြီးတော့ရေကြီးပြီးတော့ဘလို့မှကားတွေလာလို့မရတော့ကုန်စီတွေကအကောက်မှပုတ်ကုန်ပြီရခိုင်ပြည်နယ်ကိုဆင်းလို့မရတော့ရခိုင်ပြည်နယ်မှာအကုန်လုံးရခိုင်လူထုငတ်ပြတ်ကုန်ပြီပေါ့ဗျာငတ်ပြတ်ကုန်ပြီအကုန်ဒုက္ခရောက်ကုန်တော့ဟိုဟုတ်ပါမလားမောင်ကာလူကြီးဟဲ့ရခိုင်တွေအရန်သွေးစီးတယ်နော်ကိုလူမျိုးတွေဖြစ်ရင်ပဲမခံဘူးနော်အရန်သွေးစီးတာနော်ဒီကောင်ပြောနော်လူမျိုးရေးတွေပါလာပြီနော်အဲကြောင့်ကျွန်တော်တို့စဉ်းစားမှာ view site ကမှာဆိုကျွန်တော်ဒီကောင်တွေကိုကျွန်တော်ပြောချင်တယ်လို့ပြန်ပြောနေတာမဟုတ်ဘူးနော်ဒီကောင်တွေရဲ့တက်စုသွေးခွဲမှုတွေစလာပြီဆိုတော့ကျွန်တော်အဆက်မှာပြောခဲ့တယ်ဒါတွေကျွန်တော်တို့သတိထားမယ်ဒီတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ဒီကောင်ဒီပြောတာနောက်လာအောင်မယ်ဆက်နားထောင်ကြည့်ကြကုန်စီစီစစ်မှုလည်းရပ်တန့်သွားတယ်ကြီးရလည်းကြီးနေတယ်အဲ့တော့ရခိုင်ပြည်သူတွေထမင်းတော်ဝအောင်စားကြရလားတော့မသိဘူးပေါ့ရခိုင်ပြည်သူအချို့ထမင်းတော်ဝအောင်စားရပါမလားတော့မသိဘူးအေးရဲ့အချုပ်မှုအောင်မရှိရခိုင်ပြည်သူတွေဘောကတော့ထမင်းတော်ဝပါမလားမသိဘူးဒါကတော့ချီနေပေါ့ဟုတ်ပြီမင်းအေးတွေရဲ့လက်အောက်မှာရှိတဲ့ရခိုင်ပြည်သူတွေကိုမင်းမမေးနဲ့ဟုတ်မင်းမေလီမင်းအွန်လိုင်းလက်အောက်မှာနေနေတဲ့သူတွေရောထမင်းဝအောင်စားရရဲ့လားဟုတ်ပြီနော်သွေးခွေးမဲ့ဆိုရင်တက်သွေးခွဲနော်ဒီပြစ်စကားနဲ့သွေးခွဲမင်းမေလီမင်းအွန်လိုင်းရဲ့လက်အောက်မှာရှိနေတဲ့နော်ပြည်သူတွေရောထမင်းဝအောင်စားရရဲ့လားတေချာတခုတော့ရှင်းပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအခုလက်ရှိမင်းအွန်လိုင်းအာနာလူပြီးအာနာယူအာနာတိမ့်ပြီးတဲ့ကကျွန်တော်ပြည်သူတွေအရင်လိုမဟုတ်တော့ဘူးဆိုတာအားလုံးလည်းအသိပေါ့နော်โอเคဆက်နားထောင်လေကြည့်ရတော့တိတ်ချီနေကောင်းတော့မပေါ်ဘူးအဲ့တော့ဘာတွေးဝင်လဲဆိုတော့ရခိုင်ပြည်နယ်ရဲ့ရေဘေးတွေပါတယ်ဆိုရင်ကျွန်တော်တို့ရခိုင်ပြည်ရေဘေးဖြစ်တယ်မုန်တိုင်းပြီးသဘောဘေးတစ်ခုကြုံပြီဆိုရင်ကျွန်တော်ပြည်မလူတွေကအကုန်လုံးအရင်တော့ဆိုရင်လူလေးရှိတယ်တနိုင်ငံလုံးမှာရှိတဲ့လူတွေအကုန်လုံးကဝိုင်းဝန်းပြီးတော့သူတို့စေနာအပြည့်ထားပြီးတော့လူလေးရှိတယ်ကျွန်တော်တို့လက်ရှိဟုတ်ပြီအဲ့ဒါအရင်တော့ပါနော်အရင်တော့ဒါကျွန်တော်လည်းသူကဒါရခိုင်ပြည်နယ်ကိုသူကဥတီပြီးပြောနေလို့ကျွန်တော်ဆိုလဲရခိုင်ပြည်နယ်စစ်ရှောင်းအတွက်ကျွန်တော်ကိုယ်တိုင်တွားပြီးတော့ကျွန်တော်လှူပေးတယ်ကျွန်တော်လှူပေးတယ်ဆိုတာကျွန်တော်အလှူငွေမဟုတ်ဘူးနော်ဒီကျွန်တော်တို့ဒီထိုင်းရောက်ကျွန်တော်ရခိုင်လူမျိုးတွေကနေပြီးတော့ကျွန်တော်တွားပြီးတော့လှူခိုင်းတဲ့အတွက်ကျွန်တော်ကိုယ်တိုင်တွားပြီးတော့လှူပေးပူးခဲ့ပါတယ်ပေါ့ဗျာနော်အခုဒီကောင်ပြောတာကအရင်တုန်းကတော့ပြည်မလူတွေလှူတယ်မင်းပြည်မလူတွေပဲမင်းထမင်းဝအောင်ကျွေးပါလို့ငါပြောခြင်းတယ်နော်မင်းအောင်လည်းပြောလိုက်ရခိုင်ပြည်နယ်ကိုမကြည့်နဲ့ဟုတ်နော်မင်းတို့အခုလက်ရှိအုပ်ချုပ်နေတဲ့ပြည်မကိုပဲထမင်းဝအောင်ကျွေးပေးပါလို့နော်သမရဆိုလို့ရှိရင်လေဒီမူခါတော့ဆိုရင်မူခါဒီနေ့ဖြစ်တယ်နောက်တစ်နေ့သူလေနဲ့မရရအောင်ဆင်းတယ်အဲ့တော့ကျွန်တော်ပြောခဲ့တဲ့အချင်းကသူဘလောက်ရခိုင်ပြည်နယ်ကိုစီမံထားလဲမင်း
သူစေနာထားခဲ့တာပေါ့သူစေနာဘလို့တော့စောခံတော့သူစေနာဘလို့ထားခဲ့လဲမေးအဲ့တော့ရခိုင်အကြောင်းဆရာပေါ့ဆရာကြားလို့လည်းခေါ်တယ်ဆရာဦးတန်းထောင်းပေါ့သူကျွန်တော်ပြန်ရှင်းပြတာကျွန်တော်တော့2023ကျွန်တော်တော့ပြန်ရှင်းပြတာအဲ့တော့ဟိုဥက္ကရာကြီးပေါ့နာဆာကဥက္ကရာကြီးပေါ့အဲ့တော့နာဆာကဥက္ကရာပေါ့ဥက္ကရာကြီးရတယ်အဲ့တော့ဟာတဲ့လင်းကသူတို့စစ်တွေလေးစိကလင်းဆင်းလို့မရတော့ဘူးတဲ့ဟိုတာဝါတိုင်းนี่ဟိုဟာပေါ့ဒီဆက်သွယ်ရေးတော်တွေပျောက်သွားလေချောင်းလိုင်းတွေကိုချင်းသူတို့ပြန်ပြီးဆင်းမယ်ဆိုရင်အချက်ပြတဲ့စနစ်တွေအကုန်ပျက်စီးကုန်တာတဲ့မူကာထိလို့ပျက်စီးကုန်တဲ့အချိန်မှာလင်းဆင်းလို့မရတော့ဘူးလင်းဆင်းလို့မရဘူးပုံမှန်ဆိုရင်အဲ့ဒါကိုဘာလို့လဲဆိုတော့ပထမဆုံးလင်းစစ်တပ်ကလင်းရဒစီကအရင်ဆင်းပြတယ်ဆင်းပြီးတော့မှအောက်ကိုဆင်းပြီးတော့အမှဆက်သွယ်ရေးအချက်ပြဟိုတွေကိုအဲ့လင်းမှာပါလာပြီးတော့အဲ့လင်းရအသက်ဆုံးပြီးဆင်းရတော့ဗျာအဲ့ဆင်းပြီးတော့အချက်ပြဟာတွေကင်ပြီးတော့လုံးမအဲ့တဲ့တခါတော့မတာပေါ်မှာနော်အရှိရစစ်လေရင်ရောအဲ့မင်းအွန်လိုင်းပါတယ်လေရင်ရောလို့တခါတည်းဟိုနေမတာပေါ်လိုက်ကအမှန်တော့ဒီကောင်ပောက်ကလေးရှောက်ပြောနေဘာလို့လဲဆိုတော့အဲ့တော့ဆိုပြကျွန်တော်တို့ဘိုခါမုံတိုင်းကျွန်တော်မှတ်မိတယ်နော်မှတ်မိသေးတယ်ဘာလို့လဲရုပ်ရှင်တရုပ်ဆောင်တွေကောအဲ့မှာဒိန်းတောင်တို့ရောနော်ဘောမလူပညာရှင်တော်တော်များများအမလေးပျော်နေတာစစ်တွေလေစိတ်မှာနော်ပျော်နေကြတာအမလေးအတိုင်းဝိုင်းနဲ့အဲ့မိုခါမုံတိုင်းတော့ဒီနိုင်ငံတကာလှူတဲ့ဟာတွေကျွန်တော်ရခိုင်ပြည်နယ်ကပြည်သူတွေရှိရောတကယ်ရောက်ခဲ့ရဲ့လားနော်မသိသူတို့ကပျော်ဝဲစွာထွက်တလူပုံစံမျိုးနဲ့တွားနေကြတာအဲ့ဒီဗီဒီယိုဖိုင်တွေကျွန်တော်ပြန်ရှာလို့တော့ရပါဗျနော်ပြန်ရှာလို့တော့ရတယ်နော်အဲ့ဗီဒီယိုဖိုင်တွေကျွန်တော်တွေးခဲ့ရပါတယ်နော်ဟိုကမုံတိုင်းတော့အမလေးပျော်နေကြတာရခိုင်ပြည်နယ်မှာမလေးဘာလဲဆိုတော့ဗျမင်းအွန်လိုင်းဟိုနေ့နဲ့တွားကြတယ်ဆိုတော့သိတယ်မလားအဲ့ကောင်ဒီကောင်အာနာတိန်ထားတာဟုတ်ရပြီဆိုမှနောက်ကသမရလေးရနောက်ကဆင်းတာပြောတယ်မနေ့ကဖြစ်တယ်ဒီနေ့သမရရောက်လာတယ်အဲ့တော့အဲ့ဥက္ကရာကြီးရောက်လာတယ်တဲ့ရောက်လာပြီးတော့သူရခိုင်ပြည်နယ်ပတ်သက်လို့ရတာချက်ချင်းလိုက်လုပ်ပေးသွားတယ်ပေါ့နော်ဟိုမှာအကုန်လုံးဘာမှမရှိအောင်သူရအောင်ကြိုးစားပြီးလုပ်ပေးသွားရှာတယ်ပေါ့ဆိုတော့သူအဲ့လိုပြောတယ်အဲ့တော့သမရရခိုင်ပြည်နယ်ပတ်သက်အဲ့လိုစေနာထားခဲ့ပါတယ်ထားခဲ့တယ်ပေါ့ဒါပေမဲ့သူကစေတနာထားတာမဟုတ်ဘူးမာလို့ရဲ့ကြောပါရဲ့နော်သူမိမကိုကြောက်လို့နော်သူမိမကိုကြောက်လို့သွားတာနော်သဘောပေါက်လားသဘောပါလားသူမိမသွားနင်ချက်ချင်းသွားဆိုလို့သူသွားတာနော်မသိပဲအမလီလေရင်စင်းတာတော့မှတက်ဆုံဆံများသွားတဲ့ပုံစံမျိုးပြောနေလို့ကြနေရသူစေနာရီကိုထွန်းမြတ်နိုင်လို့အုပ်စုကစော်ကားလိုက်တဲ့အခါကျတော့သူတော်တော်လေးစိတ်မကောင်းဖြစ်သွားရှာဝင်ရပါတယ်ဒါပေမဲ့လည်းသူစေနာမပြတ်ပါဘူးသူအုပ်ချုပ်မှုရန်တဲ့အောက်မှာရှိနေသေးတဲ့ဟိုမြို့နယ်တွေဆိုလို့ရှိရင်တော့ခုချိန်ထိဘာဘေးကြုံထိတ်ဆုံးကကူညီဖို့အစင်းနဲ့ဒါဝင်းချုပ်ကိုမှာထားတော်မျိုးပေါ့နော်အခုကျန်တဲ့အေးတေချုပ်နယ်မြေတွေမှာရှိတဲ့ကျတော့သွားကူဖို့ခက်တယ်သွားကူဖို့ခက်တယ်ဘာလို့ဆိုတော့အေးတေချုပ်နယ်မြေတွေဟိုနော်ဒီကူညီကယ်ဆယ်ရေးရင်တန်းတွေကူညီကယ်ဆယ်ဖို့ကိစ္စတွေသွားဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်တို့ဒီဘက်ကမှန်တယ်မဖြစ်နိုင်ဆိုတာမင်းတို့မယုံလို့မဖြစ်နိုင်တာရှင်းလားနော်မင်းတို့မယုံလို့လုံးဝမဖြစ်နိုင်ဘူးနော်ရှင်းတယ်နော်တမ်ဒီကလူကြီးကူညီချင်းတော့ဖောက်မကူညီချင်းတော့မကူညီကြတော့ဘာလို့ဆိုတော့သူတို့ရန်လို့တာဟုတ်ဗျအေးရဒါရန်လို့တယ်ရခိုင်တိုင်းသားတွေကိုကူညီဖို့လာတဲ့သူတွေအပေါ်မှာတော့အေးရရန်လို့တယ်ရန်လို့တဲ့ခါကျတော့ရခိုင်တိုင်းသားတွေကိုသူတို့လည်းထမင်းဝါမကျွေးနိုင်ဘူးထမင်းဝါမကျွေးနိုင်ဘူးသူတို့လည်းရှင်းပြရင်လုံခြုံမထားနိုင်ဘူးဒါပေမဲ့သူတို့ကကူညီကယ်ဆယ်ဆောက်လုံးမလုံခြုံမထားနိုင်ဘူးဆိုတော့မင်းစစ်တပ်အုပ်ချုပ်တုံးရောတို့ရခိုင်ပြည်နယ်ကလုံခြုံလို့လားဘယ်နေရာကြီးလုံခြုံလို့လဲဘယ်နေရာကြီးလုံခြုံလို့လဲမင်းအကြံဖက်စစ်တပ်အာဏာသိမ်းပြီးသွားမှဘယ်နေရာကြီးလုံခြုံလို့လဲချောင်းမဲ့သူတွေကျတော့ရန်လို့အေးရအဲ့တော့ထွန်းမြတ်တို့ဘက်ရန်လို့တဲ့ခါကျတော့ကျွန်တော်ဒီဘက်ကလူတွေအကုန်လုံးကကူညီချင်းတော့ကူညီလို့မရဘူးဖြစ်သွားတယ်အဲ့တော့အကယ်၍သာအေးရတာတိုက်ပွဲမဖော်ဘဲနဲ့တိုက်ပွဲမဖော်ဘဲနဲ့အေးစစ်စစ်တော့သူနေခဲ့မယ်ဆိုရင်ဒီရေဘေးမျိုးဟာကျွန်တော်ပြည်မလူတွေအကုန်လုံးဝိုင်းပြီးတော့ကူညီကြတယ်ခဏလေးပဲနေချင်းချင်းအကုန်လုံးခင်ဗျာလုံးမမင်းငါပြောနေရှင်းရှင်းလေးမင်းတို့ပြည်မလူတွေပဲထမင်းဝအောင်ကျွေးလို့တရားလို့မျိုးရဲ့လို့ပြည်မလူတွေပဲထမင်းဝအောင်ကျွေးနော်ပြည်မလူတွေပဲထမင်းဝအောင်ဟိုဟာထမင်းဝဖို့အတွက်မင်းတို့စီစဉ်ပေးနော်ပဟိုကောင်းမွန်နေရမှာသိကြတယ်အဲ့တော့ဒါလောက်အခုစိုးစိုးဝါးရင်ဆိုင်နေရပြီဆိုရင်ရှင်းရှင်းမပြည်မလူတွေပါဝင်ပြည်တော်စုအစိုးရ
နိုင်ငံတော်ကြီးကတောင်းရှိသူတွေကကုညီချင်းပါလျက်နဲ့ကုညီလို့မရတာဘသူကြောင့်လဲမင်းထွန်းမြတ်နိုင်လို့ထွန်းမြတ်နိုင်လို့ကြောက်ပဲဖြစ်တယ်ဆိုတော့ဒါအတိအလင်းပြောလို့ဖြစ်တယ်ပေါ့နော်ခုလို့ဆိုတော့ရခိုင်နေရေဘေးတင့်သွားတယ်ရေဘေးတင့်တယ်တခါကုန်စီစီးမှုကလည်းအိန္ဒိယဘက်ခြမ်းမှာပြဿနာတက်နေတယ်အဲ့လိုမျိုးဖြစ်နေတော့ကြာရင်တော့ကျွန်တော်ထင်တယ်ထွန်းမြတ်နိုင်ရဲ့အောက်လက်အောက်မှာရှိနေတဲ့ရခိုင်တိုင်းသားတွေတော့ထမင်းကပြီးသေးရတဲ့ဘဝရောက်တော့မှာပေါ့နော်သူတို့ပြောတော့ရခိုင်ဟုတ်ပြီနော်ပူချုပ်ထွန်းမြတ်နိုင်ရဲ့အောက်မှာရှိတဲ့ရခိုင်တွေထမင်းကပြီးသေးရတော့မယ်ဆိုတဲ့စကားတွေကျွန်တော်တို့အင်မတန်မှရင်နာဖို့ကောင်းတဲ့စကားပါဒါဘာလဲဆိုတော့ကျွန်တော်ပြောပြီးသားနော်လူမျိုးချင်းချင်းကိုတိုင်းရင်းသားချင်းချင်းကိုဒီကောင်တွေတွေးခွဲနေတဲ့စကားဖြစ်တယ်အဲ့ဒီပုံမှာနားမယောင်ဖို့အတွက်ဒါနားလည်းမယောင်ဘူးဆိုတော့ကျွန်တော်နားလဲပါတယ်ကျွန်တော်သဘောပေါက်ပါတယ်နော်ကျွန်တော် rocket စိတ်တက်ဆိုတာဘာလဲဆိုတာကျွန်တော်အားလုံးသိနော်ဒီကောင်တွေးခွဲနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုချီတို့မတ်ချီတို့လည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်အောက်မှာcomment လေးတွေဝင်ပြီးတော့မှန်ပေးကြပါဦးနော်ဆဲစရာရှိလေဒီကောင်ပပနဲ့လေးဝိုင်းဆဲကူပေးကြပါဦးပေါ့ဗျာနော်ဒါတွေးခွဲနေရနော်လူမျိုးချင်းချင်းတွေးခွဲနေတဲ့စကားတွေစက်နာထောင်းမယ်အဖရခိုင်နိုင်ငံတော်ထူထောင်မေးလို့ထွန်းမြတ်နိုင်ရတော့ကြွေးကြော်ခဲ့တာပဲဒါပေမဲ့ရခိုင်တိုင်းသားတွေထမင်းကတင်မဲ့ဘဝတော့ရောက်တော့မယ်တော့တွေ့ရတယ်ထွန်းမြတ်နိုင်လို့ရတဲ့ကြောင့်ကတော့ပြည်မကလူတွေရောပြည်တော်စုအစိုးရကရောကဒီရခိုင်ပြည်နယ်မှာရေဘေးတင်နေတဲ့ကိစ္စကိုကုညီခြင်းနဲ့စိတ်ဆန္ဒရှိပါသလားမင်းပြောရင်အစိုးရကတော့နှလုံးသားအပြည့်နဲ့ကုညီမှုရှိနေတယ်သို့တော့ထွန်းမြတ်နိုင်လို့အုပ်စုကဒီရခိုင်ပြည်သူတွေကိုကုညီခြင်းနဲ့အစိုးရကိုအဝင်မခံတဲ့အပြင်ကုညီဖို့တော့မှပဲထိတ်ကနေပိတ်ထားမယ်ဖြစ်တဲ့အတွက်ပိတ်ထားတဲ့သူတွေဖြစ်တဲ့အတွက်ခံရဆိုရင်တော့ဒါကျွန်တော်တို့ပြည်သူတွေနဲ့အစိုးရနဲ့ဘာမှမဆိုင်ဘူးဒါထွန်းမြတ်နိုင်လို့ကိစ္စသားလေးဖြစ်တယ်ထွန်းမြတ်နိုင်လို့တားမြစ်မှုထွန်းမြတ်နိုင်လို့ရန်လိုမှုကြောင့်ဒါလေးဒီဘက်ကလူတွေကုညီနိုင်ကူလို့မရတာဆိုတော့ရခိုင်ပြည်သူလူထုအခြေအနေမှန်ခွဲခြားမြင်တတ်ဖို့လိုပြီလို့ကျွန်တော်တို့ပွင့်လေးပဲပြောပြစီနော်ဟုတ်ပြီနော်ဆိုတော့သူပြောသားရဲ့စကားတွေထဲမှာကျွန်တော်တို့အားလုံးအတိပေါ့ဗျာနော်ဒါအချင်းချင်းတက်ချူတွေးခွဲတဲ့စကားတွေဖြစ်တယ်သူတို့ကကူညီခြင်းပေမဲ့ကူညီလို့မရပြေမလူတွေကျွန်တော်ပြောရရှင်းရှင်းလေးပါနော်ပြေမလူတွေပဲထမင်းဝအောင်အရင်ကျွေးကြပါနော်မင်းတို့ထိန်းချုပ်ထားတဲ့မင်းတို့လက်အောက်မှာရှိတဲ့နော်မင်းအွန်လိုင်းလက်အောက်မှာရှိတဲ့လူတွေပဲထမင်းဝအောင်ကျွေးကြပါ